အားလုံးပဲမင်္ဂလာပါဒီကနေ့ကျွန်တော်တင်ရောက်ရှိတဲ့နေရာကတော့ရှေးပြည်သာမြို့နယ်တရက်ကွယ်တစ်ပါကွေးမှတ်တိုင်ဓမ္မကိုရင်ကျောင်းလောက်မှာရောက်ရှိနေဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့ဦးတန်းစင်ရဲ့မွေးနေ့ကောင်းမှုလူဖြစ်ဝဲထောင်စာကိုကျွန်တော်တင်ကြီးကနေပြီးတော့ပြီးစီစဉ်ပေးတာဖြစ်ပါတယ်ခင်ဗျာအဲဒီမှာဆိုရင်တော့ပထမဆုံးအနေနဲ့ပေါ်ဆန်သမင်းပူလေးထည့်ပါတယ်ပြီးတော့စတားအချိုချက်ပါခင်ဗျာပြီးရင်တော့အရန်ဟင်းနေနဲ့ခရမ်းဒီနဲ့ရင်ထည့်ပါတယ်ခင်ဗျာဆိုရင်တော့တယောက်စာရင်နဲ့အမျိုးလေးပြင်ဆင်ပေးထားပါတယ်ပေါ်ဆန်သမင်းရဲ့စတားအချိုချက်ရဲ့ခရမ်းဒီနဲ့ရဲ့အပိလိမ္မာကျော်ရဲ့တိုးစရာအစုံလေးနဲ့အစင်းနဲ့စားသုံးဖို့အတွက်အစုံလေးနဲ့ပြင်ဆင်ပေးတာဖြစ်ပါတယ်ခင်ဗျာယခုဆိုရင်တော့လူတန်းမှုတွေကိုဝဲလေးတွေကအစင်းလေးပြင်နေပါပြီခင်ဗျာအကြံချင်းတွေမှာကျွန်တော်တို့အတူလေးစတင်လုပ်အောင်ခင်ဗျာအခုဆိုရင်တော့ကျွန်တော်တို့ရဲ့အလူလေးကစပြီးတော့ပြီးနေပါပြီခင်ဗျာဒီနေ့လူရှင်ကတော့ဦးတန်းစင်ရဲ့မွေးနေ့ကောင်းမှုလူဖြစ်ဝဲတစ်ထောင်စာတင်းလေးတဲ့ချက်ကိုလူတော်ပေးတာဖြစ်ပါတယ်ခင်ဗျာဒါကတော့မွေးနေ့ရှင်ဦးတန်းစင်ဖြစ်ပါတယ်ခင်ဗျာအလူရှင်ကိုရိုင်းကိုကြသူတို့ရဲ့အိမ်ရှိမှရှိတဲ့နေရာမှာလာရောက်ကြည့်ကြတာဖြစ်ပါတယ်ခင်ဗျာဒီမှာဆိုရင်တော့ကလေးငယ်လေးတွေအတွက်ကိုတည်တတ်ပြင်ဆင်ပေးတာဖြစ်ပါတယ်ခင်ဗျာဒီနေရာလေးကတော့ PH Bakery ရဲ့ production house လေးဖြစ်ပါတယ်သူရဲ့စိတ်ဝင်ရှိပါလာရောက်ပြီးလုပ်ပေးတာဖြစ်ပါတယ်ခင်ဗျာဒုတိယရန်ဟင်းနေတဲ့ကိုကျွန်တော် US ဆုံးတော်လေးပြင်ဆင်ပေးထားဖြစ်ပါတယ်ခင်ဗျာဒီကနေ့ရဲ့စတူဒီတာဘဲထောင်စာရမ်းကတော့ဦးတန်းစင်မွေးနေ့မှာဒီနေမများတာတိုင်အောင်ကျမပြောရှင်တော့ဘုရားကိုပိုင်ဆိုင်တယ်မှာဒီအဆဆရဲ့အဆင်ပြေပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမခြင်းနဲ့ပြည့်စုံနိုင်ပြီးတော့အလူရည်ဆက်လက်တော့ကွာလူရမ်းနိုင်တဲ့လူရှင်များဖြစ်ကြပါစေလို့ကျွန်တော်တင်ကြီးကနေပြီးတော့ဆုတောင်းမေတ္တာပို့တာပါတယ်ခင်ဗျာအဆုံးလေးကျေးဇူးပြုတဲ့တော်ရှင်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ